မောင်လေးနဲ့ညီမလေးကအလုံးလာလျှောက်တာလား ဟုတ်ကဲ့ အခုလာလျှောက်တာ2ယောက်ဆိုမတို့စီမှာ1ယောက်ခဲလူရယ်နော်အဲ့တော့မအင်တာလေးနဲ့ပြူလိုက်မယ်နော်မောင်လေးကဗာမီဂျာနဲ့ကြောင်းပြီးထားရလဲ image နဲ့အကြောင်းပြထားရဗျ ညီမလေးကရောဗာမီဂျာနဲ့ကြောင်းပြီးထားရလဲ ဟုတ်ကဲ့ image နဲ့ကြောင်းပြီးထားပါရှင် အဲ့ဆိုမောင်လေးနဲ့ညီမလေးကိုမအင်တာလေးနဲ့ပြူမယ်နော်အဲ့ဆိုမနော်လေးနဲ့ပတ်သက်ပြီးတော့မိခွန်းလေးနဲ့မေးမယ်နော်မောင်လေးကဆိုငွေကိုအင်္ဂလိပ်လိုဘယ်လိုခေါ်မလဲ snack အဲ့ညီမလေးလည်းမေးမယ်ကလင့်လျှော့ဘယ်လိုဖြစ်မလဲ မသိဘူး အဲ့ဆိုမောင်လေးကိုမမေခွန်းနောက်တစ်ခုထပ်မေးမယ်နော်ဟွာငါ့ကိုအင်္ဂလိပ်လိုဘယ်လိုခေါ်မလဲမောင်လေး fit မောင်လေးကတော့ရနော်အဲ့ဆိုညီမလေးကိုမမေးမယ်နော်ညီမလေးကတော့လွယ်မှာပါမေခွန်းလေးလွယ်လေးပဲမေးလိုက်မယ်ငါရှင်းကိုအင်္ဂလိပ်လိုဘယ်လိုခေါ်တယ်လဲ မသိဘူးမသိဘူး အဲ့ဆိုမအသီးလေးရမေးလိုက်မယ်ကွယ်မောင်လေးကလိမ္မော်အသီးကိုအင်္ဂလိပ်လိုဘယ်လိုခေါ်မလဲ orange မောင်လေးကလွယ်တဲ့ဟာလေးမေးလိုက်မယ်တန်းတော်အသီးကိုဘယ်လိုပေါင်းမလဲ မသိဘူး အဲ့ဆိုမစင်တူယူမလေးမေးပေးလိုက်မယ်လေမောင်လေးပန်းအသီးကိုအင်္ဂလိပ်လိုဘယ်လိုခေါ်လဲ apple ဒီတစ်ခါသူ့လိုလေးလွယ်လွယ်လေးမေးပြပါလား ဒါကနောက်ဆုံးမေခွန်းလေးမလို့ညီမလေးစူးစမ်းဖြေပေးနော်ထန်းအသီးကိုအင်္ဂလိပ်လိုဘယ်လိုခေါ်မလဲ မသိဘူးမသိဘူး ညီပြောလိုက်ပါမသိဘူးမောင်လေးလာမောင်လေးအလုံးရရည်လာမလို့ခုံကြီးမလုံးလို့ရရည်လာဖတ်ဖြေ